အားလုံးပဲမင်္ဂလာပါကျွန်တော်ဆိုတော့ပါကျွန်တော်ဒီနေ့မှာတော့ဘာလုပ်သွားမှာလဲဆိုတော့ကျွန်တော် GB လေးတစ်ခုထောင်ထားတယ် Block Player တွေအတွက်ပေါ့နော်အဲ GB မှာဆိုရင်တော့ Pro က Rate တွေ Leviathan တွေ CE1 တွေကိုအလွယ်တကူအကူအညီတောင်းပြီးတော့ပဲလုံနိုင်မှာဖြစ်ပါတယ်GB လေးကိုကြွားနေလဲဆိုရင်တော့ကျွန်တော် TikTok အကောင့်ကို follow ပြီးတော့ GB ဝင်ခြင်းလို့ပါပဲရှိခဲ့ပါကျွန်တော် GB ထဲထည့်ပေးပါမယ်ခင်ဗျကျွန်တော်ရဲ့ TikTok အကောင့်လေးကတော့ဒါလေးပဲဖြစ်ပါတယ်ထိုလေးရိုက်ရှာပြီးတော့ရှာလိုက်ပါကျွန်တော် TikTok အကောင့်ပေါ်လာပါလိမ့်မယ်ကျွန်တော် TikTok အကောင့်ကဒါပဲဖြစ်ပါတယ်bro စီမှာ avatar မရှိလို့စိတ်နေနေလားဒါဆိုရင်စိတ်မပူပါနဲ့ bro တို့ Solo Official ကရှိနေပါတယ် Solo Official မှာဆိုရင်တော့ robot များကိုဈေးသက်သာနဲ့ရနိုင်တဲ့အပြင် V4 အကောင့်တွေ permanent တွေ game pad တွေကိုလည်းအမှသုံးသုံးလေးရနိုင်ပါတယ်ပမာဆက်သွယ်မှာယူရမလဲဆိုရင်တော့ဒီကနေပြီးတော့ဆက်သွယ်မှာယူနိုင်ပါတယ်အရှိမပြောသားသလိုပဲပေါ့နော်ကျွန်တော်ရှိမှာအားဒီအကုန်ဝယ်လို့ရပါတယ် Vivo အကောင့်ဆိုလို့ရှိရင်လည်းတစ်ခေါက်မှ1000ပဲရှိပါတယ်လာပေးကြပါကျွန်တော်အားလီပြောချင်လို့ပါအားဆိုလို့ရှိရင်ဒီဗီဒီယိုကတော့ဒီလောက်ပါပဲနောက်ထပ်ကောင်းတဲ့ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်